ဟုတ်ကဲ့ပါအားလုံးကိုပထမဆုံးအာပြန်တွေ့ရတာဝမ်းသာတယ်လို့ပထမဆုံးပြောကြားချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီချင်းငင်အောင်စတင်ဖွဲ့စည်းကလေးကနေဒီချင်း Depression Fund ကနေအများကြီးပေါ့နော်တက်ဆွမ်းနိုင်တမျှအာအချိန်တွေပေးပြီးမှဒီလိုကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေဒေါ်လာရေးအင်အားအဖြစ်ပေးတဲ့အတွက်ကြောင့်အားလုံးနာမည်နဲ့မပြောတော့ဘဲနဲ့ဒီတာဝန်ရှိတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ကျွန်တော်တို့ဒီမိပြည်မှာရှိတဲ့ဒီချင်းငင်အောင်အဖွဲ့သားများအနေဖြင့်ဒါကျေးဇူးတင်တယ်လေးစားတယ်ဆိုတဲ့ဟာကိုပထမဆုံးပြောကြားခြင်းတယ်ကျွန်တော်လည်းချောင်းဆိုးငယ်လို့ဒီဘက်မှာဆောင်းရာတည်ရောက်ပြီဆိုတော့အာလေချောင်းတွေလည်းနာလာအဲအကြောင်းပါလည်းခွင့်လုပ်ပေးပါလို့ပထမအဆုံးပြောကြားချင်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒေါ်လာရေးကအခုချိန်မှာဆိုလို့ရှိရင်2021ကနေဆိုလို့ရှိရင်9နှစ်6နှစ်ထဲဝင်တော့မှာပေါ့နော်ဆိုတော့6နှစ်ထဲဝင်တဲ့အာနေရာမှာကျွန်တော်တို့ချင်းငင်အောင်ကလည်းဒီစတာမီနာကောင်းကောင်းနဲ့ပေါ့နော်ဒီစတာမီနာဆိုတာကအာအာနာရီကောင်းကောင်းနဲ့ကျွန်တော်ခြေတက်လာခဲ့တာအခုဆိုလို့ရှိရင်တော့6နှစ်အာထဲဝင်ပြီနောက်တော့ချင်းငင်အောင်စတင်ဖွဲ့စည်းကြရတယ်နှစ်မြောက်ဝင်နေပြီဖြစ်ပါတယ်ဆိုတော့ဒီနှစ်အတွင်းမှာကျွန်တော်ဖျားတခင်ရဲ့ကျေးဇူးတော်ကြောင့်မြို့တွေကျွန်တော်တို့သိမ်းတဲ့ဟာရှိတယ်နောက်ပြီးတော့စခန်းတွေကျွန်တော်တို့အောင်မြင်မှုတွေရရှိခဲ့တာရှိသလိုအာကျွန်တော်တို့ဒီရဲဘော်တွေကြားဆုံးတဲ့ဟာကလည်းမနှဲဘူးတော်တော်လေးဒီကျွန်တော်တို့ချင်းပြည်လွတ်မြောက်ဖို့အတွက်ချင်းပြည်ကျွန်တော်တို့ဒီစကားမလက်အောက်ကနေလွတ်မြောက်ပြီးတော့ကျွန်တော်ချင်းတွေလိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိနိုင်ရန်အတွက်တစ်ဖက်တစ်လမ်းကနေကျွန်တော်ချင်းငင်တော်တွေချီတက်လာခဲ့တာအခုဆိုလို့ရှိရင်တော့နှစ်ထဲဝင်နေပါပြီဆိုတော့ဒီချိန်မှာကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့အောင်မြင်မှုတွေရရှိတဲ့ဟာကိုအာဘယ်ထိုင်ကြည့်ပြီးတော့ကျွန်တော်တို့ဂျင်းနဲ့နေဖို့တော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရန်သူကအခုကျွန်တော်တို့တည်တဲ့အတိုင်းပဲကျွန်တော်တို့ဖက်ကနေအခုခုခံနေရတဲ့အခြေအနေမှာရှိပါတယ်တစ်ဖက်ကကျွန်တော်တို့ဒီနှစ်တာကာလအတွင်းမှာကျွန်တော်တို့က offensive ကိုဦးစားပေးပြီးမှကျွန်တော်တို့စခန်းတွေတင်တယ်အာမြို့တွေတင်တယ်ဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြန်ခုခံနေရတဲ့ defensive ပုံစံနဲ့ကျွန်တော်တို့ကအခြေအနေကပြောင်းသွားတဲ့အခြေအနေမှာရှိပါတယ်ဆိုတော့စစ်ဆိုတာကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအမြဲတမ်းအာရှုံးနေတာလည်းမရှိသလိုအမြဲတမ်းနိုင်နေတာလည်းမရှိဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ပထမဆုံးကျွန်တော်ကတောချချင်တာကတော့ဒီအာစတာမီနာကောင်းပြီးတော့အမြဲတမ်းဟို ready ဖြစ်နေဖို့နဲ့စီးရေးနိုင်ငံရေးမှာတကယ်ကိုပါနနနဲ့ကျွန်တော်ချင်းနေအောင်တွေတွားဖို့လိုအပ်တယ်ဆိုတဲ့ဟာကျွန်တော်တို့အာတွေ့မြင်လာတာဖြစ်တယ်။နောက်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တနိုင်ငံလုံးအခြေအနေအရကျွန်တော်ချင်းတောင်တစ်ခုတည်းမဟုတ်ဘဲနဲ့ခုနဆရာပြောသွားသလိုပြောနေမှာရောဖြစ်တခြားနေမီဒေတာဘေနီမီဒေတာမှာဆိုလို့ရှိရင်လည်းစကားစားရဲ့ offensive ကိုခံရတဲ့အခြေအနေမှာရှိတဲ့အခြေအနေမှာရှိပါတယ်ဆိုတော့စကားစားပြန်ပြီးတော့အားပြန်ယူတဲ့အခြေအနေမှာရှိတာပေါ့သူကဒီ9 နှစ်လုံးသူကအားပြန်ယူပြီးမှအခုချိန်မှာသူထလာပြီးမှရွေးကောက်ပွဲလုပ်မယ်ဆိုပြီးမှတကယ်ကိုထိုးစစ်ဆင်တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ဒီဟာကိုလည်းကျွန်တော်တို့တစ်ချိန်လုံးသူကထိုးစစ်ဆင်နေမှာတော့မဟုတ်ဘူးတစ်ချိန်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ခုခံပြီးတော့ကျွန်တော်တို့ဘက်ကနေပြန်ပြီးတော့တက်စစ်စင်ပြန်လုပ်ရမယ့်အခြေအနေတွေလည်းရှိလာမှာဖြစ်တယ်ဆိုတော့ပထမအဆုံးကျွန်တော်တို့ကစတာမီနာကောင်းဖို့လိုအပ်တယ်အာကျွန်တော်တို့ဒီမနေ့လဲကျွန်တော် PT ပြီးတာပေါ့ကျွန်တော်စက PT ပြီးတဲ့ချိန်မှာကျွန်တော်ရဲဘော်အားလုံးတည်တဲ့အတိုင်းပဲပုံမှန်လဲနဲ့ကျွန်တော်တို့ဖြည်းမှန်နဲ့ပြီးတဲ့သူကအဆုံးထိဘယ်လိုပြောမလဲမပန်းပဲနဲ့ရောက်သွားတာပေါ့ဒါပေမဲ့တဟုန်တင်းတဲ့တခါတည်းပထမစတင်တဲ့ချိန်မှာတခါတည်းနဲ့ဒိတ်ကနေပြီးလို့ရှိရင်အလေလောက်လက်လောက်ရောက်တဲ့ချိန်မှာဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်မောဆူပြီးမှဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့စတာမီနာအရေးကြီးတယ်ဆိုတော့ဒီစတာမီနာကောင်းနဲ့ကျွန်တော်တို့ဒီဒေါ်လာရေးကိုတွားနိုင်ဖို့ရန်အတွက်လိုအပ်တယ်အဲ့လိုစတာမီနာကောင်းဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ကျင့်မှုတွေအများကြီးလုပ်ရမယ်အာနောက်ပြီးတော့ကျွန်တော်တို့ဒီအာတင်ယူစရာတွေအများကြီးရှိပါမယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ပြင်ဆင်ဖို့ရန်အတွက်ကျွန်တော်ချင်းမြင်အောင်နဲ့ဒေါ်လာရေး
ပါဝင်တဲ့သူတွေအကုန်လုံးဒီဟာတော့လိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်နောက်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်မြေပြင်ခြေနေမှာရောနေဖက်မှာရောဖြစ်ဖြစ်ဒီစကိုင်းတိုင်းအာမကွေးတိုင်းရောဖြစ်ဖြစ်ကျွန်တော်ချင်းပြည်နယ်ရောဖြစ်ဖြစ်ကျွန်တော်ရဲဘော်တွေတော်တော်လေးကိုစကားမရဲ့အာထိုးစစ်ဆင်မှုကိုကျွန်တော်တို့အာဒီခုခံနေတဲ့အခြေအနေမှာရှိတယ်ကျွန်တော်တို့ဒီချင်းငင်အောင်ရဲ့နေမီမှာဆိုလို့ရှိရင် ZFU ဖက်မှာ PDF ဇော်လန်ဖက်မှာလည်းတော်တော်လေးခုခံနေရတဲ့အခြေအနေမှာရှိတယ်တချို့စခန်းတွေတော့သူတို့ပြန်ပြီးတော့ယူတယ်နောက်ပြီးတော့ကျွန်တော်ရဲဘော်တွေကလည်းပြန်ပြီးတော့ခုခံပြီးတော့ပြည်သူတွေကိုလည်းကယ်ထုတ်နိုင်တဲ့ဒီအဲဒီပြည်သူတွေတချို့ကိုလည်းကယ်ထုတ်နိုင်တဲ့အခြေအနေမှာရှိတယ်နောက်ပြီးတော့ကျွန်တော် online မှာကျွန်တော်တို့ချင်းငင်အောင်ကချင်းရတယ်လို့မျိုးပဲပေါ့နော်လက်နက်တချို့လည်းကျွန်တော်တို့ရရှိတယ်အခုလည်းရရှိတဲ့ဟာတွေရှိပါအောင်မြင်မှုတွေလည်းရှိတယ်လို့တစ်ဖက်ကကျွန်တော်ရဲဘော်တွေပေးဆက်တဲ့ဟာတွေလည်းရှိပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့မချင်ညာတဲ့တာပဲရှိပါတယ်ကျွန်တော်နောက်ပြီးတော့ကျွန်တော်ဖလန်နေဖက်မှာဆိုရင်လည်းကျွန်တော်အများကြီးစစ်ရေးတင်းမှာပြီးတော့တော်တော်လေးကိုစစ်ကြီးကြောင်းထိုးတဲ့အခြေအနေမှာရှိတယ်စစ်ကြောင်းထိုးရဲ့လူအင်အားကလည်းမနည်းတဲ့အင်အားဖြစ်တယ်ဆိုတော့ဒီဟာတွေအတွက်ကျွန်တော်တို့ကမြို့ကိုကျွန်တော်တို့သိမ်းနိုင်တဲ့အခြေအနေမှာရှိပြီးအာဒါပေမဲ့ဒီဟာပြန်ပြီးတော့ခုခံဖို့ရန်အတွက်ကျွန်တော်တို့လိုအပ်ပါတယ်ဆိုတော့ဒီဟာခုခံနိုင်ဖို့ရန်အတွက်ကကျွန်တော်တို့ခုချိန်မှာကျွန်တော်တို့ရဲဘော်တွေကတော့တာဝန်ကြီးပွန်စွာနဲ့ကျွန်တော်မြေပြင်မှာခုခံနေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ထောက်ပံ့ရဲဘော်တွေအနေနဲ့ကျွန်တော်ပြည်သူတွေအနေနဲ့ကျွန်တော်တို့လဲတက်ဆွမ်းနိုင်တဲ့နေရာကနေကျွန်တော်တို့ဒီရဲဘော်တွေကိုပြန်လဲပြီးတော့အာထောက်ပို့ဖို့ရန်အတွက်ကျွန်တော်တို့ဒီကနေတောင်းဆိုသလိုဒီကနေကျွန်တော်တို့ရဲဘော်တွေအခုချိန်မှာဆိုကျွန်တော်လည်းလေချောင်းတာနေတယ်ဘာလို့လဲဆိုတော့တကယ်ကိုအေးတယ်အခုချင်းတောင်မှာဆိုလို့ရှိရင်တော်တော်လေးကိုမနေ့9နာရီ4နာရီထပြီဆိုရင်လုံးဝကိုရေရခဲတယ်ဆိုတော့အဲ့လိုမျိုးရေခဲပြီးတော့တကယ်အေးတဲ့နေရာမှာကျွန်တော်ရဲဘော်တွေတိုက်ပွဲဝင်နေတာဖြစ်ပါတယ်လို့ဆိုတော့ဒီဟာကိုနောက်ပြီးတော့ကျွန်တော်ရဲဘော်တွေတိုက်ပွဲဝင်တယ်လို့တစ်ဖက်ကနေပြည်သူတွေလည်းအာစစ်ဆောင်ပြီးတော့ဒီနေရာတကာမှာပေါ့နော်ဒီစစ်တောက်လျှောက်ကျွန်တော်စကိုင်းဘက်ကနေအာဒီစစ်ကြောင်းထိုးလာတဲ့ခါမှာကျွန်တော်ပြည်သူတွေတချို့ကတော့ချင်းတောင်ဘက်မှာတက်လာတယ်ချင်းတောင်ဘက်ကိုစစ်စားကားစားရောက်တဲ့ခါမှာတော့ဒီရွာဘက်ကိုစစ်ရှောင်တဲ့သူတွေကတော်တော်လေးများပါတယ်ဆိုတော့ဒီဟာတွေအတွက်လည်းကျွန်တော်တို့ချင်းလူမျိုးပဲမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီတိုင်းသားပေါင်းစုံပေါ့နော်ဗမာတိုင်းသားလည်းပါတယ်တခြားတိုင်းသားတွေလည်းပါတယ်တော့စစ်ရှောင်းတွေကိုလည်းကျွန်တော်တို့ကိုကြီးဖူးရတွက်လို့တယ်ဆိုတော့အဓိကတော့ပထမအဓိကတော့ကျွန်တော်တို့ဒီဒေါ်လာရေးငွေအားစုရနေတဲ့ဒီစကားမရဲ့ထိုးစစ်ဆင်မှုကိုကျွန်တော်တို့ပြန်ပြီးတော့ခုခံနိုင်ဖို့ရအတွက်ကျွန်တော်ရဲဘော်တွေကတော့မြေပြင်မှာအာဒီဘယ်လိုပြောမလဲတာဝန်ကြီးပုံစွာနဲ့အသက်ပေးပြီးတော့တာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်မိဘပြည်သူတွေရဲ့ထောက်ပံ့မှုမိဘပြည်သူတွေရဲ့ဆုတောင်းမှုမိဘပြည်သူတွေရဲ့အာဘယ်လိုပြောမလဲထောက်ပံ့အားပေးမှုကျွန်တော်တို့လိုရှိပါတယ်အဲ့ဒီအပေါ်မှာလည်းမိဘပြည်သူတွေနဲ့ထောက်ပံ့ပေးချဖို့ရတော့ကျွန်တော်တို့ဒီကနေတောင်းဆိုချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အစားပိုင်းမှာလည်းဆရာခင်တော်ပြောသလိုကျွန်တော်တို့ဒီတခါလေကြာလို့ရှိရင်ကျွန်တော်တို့ဒီလူဖြစ်တဲ့အတွက်ကြောင့် failure တွေရှိတတ်တယ်ဒါမှမဟုတ်လို့ရှိရင်တော့ဒီဘယ်လိုပြောမလဲကြာရှုံးမှုတွေရှိတတ်တယ်ဒါပေမဲ့ဒီကြာရှုံးမှုအပေါ်မှာကျွန်တော်တို့ကျွန်တော်ကြာရှုံးပါတယ်ဆိုတော့ပြန်လဲပြီးတော့မထားလို့ရှိရင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အများအားလည်းမအောင်မြင်ကြလို့အများအားလည်းကြာရှုံးမှာတော့မဟုတ်ဘူးဆိုတော့အခုချိန်မှာကျွန်တော်တို့ပေးရတဲ့စခန်းတွေရှိပါတယ်ဒါမှန်ပါတယ်ဒါပေမဲ့ဒီဟာပေါ်မှာကျွန်တော်တို့ပေးရတယ်ကျွန်တော်ရှုံးပါပြီဆိုပြီးတော့ကျွန်တော်တို့အာအားမလျော့ဖို့ရန်အတွက်အရေးကြီးပါတယ်အဆုံးထိရန်အတွက်ကျွန်တော်ခုနအဆုံးထိ stamina ကောင်းကောင်းနဲ့ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်နဲ့တွားဖို့ရန်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲစကာမဖက်ကကြည့်ပါလားသူဆိုရင်လည်းစခန်းပေါင်းမနေဘူးမြို့ပေါင်း100နီးပါးရှုံးတယ်ဒါပေမဲ့ဒီဟာသူကထိုင်နေမှာမဟုတ်ဘူးပြန်ရဖို့ရအတွက်သူလည်းကြိုးစားမှာကျွန်တော်တို့လည်းကြိုးစားရမှာဆိုတော့ကျွန်တော်တို့ပန်းတိုင်ကကျွန်တော်တို့လက်တလားလောက်ပဲလိုတော့တဲ့လက်တလုံးလောက်ပဲလိုတော့တဲ့အခြေအနေမှာရှိတဲ့နေရာမှာကျွန်တော်တို့ဇွဲမလျှော့ဖို့ရနဲ့အရှုံးမပေးဖို့ရအတွက်လိုအပ်ပါတယ်ဆိုတော့မိဘပြည်သူတွေအနေနဲ့ရောဖြစ်ကျွန်တော်တို့ပန်းတိုင်ကတော့ရောက်ခါလေးပါပြီဆိုတော့
ဒီနေရာမှာကျွန်တော်တို့ကစတာမီနာကောင်းကောင်းနဲ့ကျွန်တော်တို့သွားနေပါတယ်ရှော့မပေးဘူးဒီဟာတွေကျွန်တော်တို့စခန်းတွေပေးရပြီးမဲ့လဲဒီဟာတွေပေါ်မှာစိတ်မပြတ်ဘဲနဲ့ကျွန်တော် online ပေါ်မှာလည်းတွေ့ရပါတယ်ဟာရှုံးပြီပေါ့လေအာဒီပြန်လေပြတော့ထလာမထူနိုင်တော့မဲ့အာအခြေအနေမျိုးစာရေးတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒီလိုမဟုတ်ပါဘူးကျွန်တော်တို့အများအားအာရှုံးနေမှာမဟုတ်ဘူးကျွန်တော်တို့ပြန်လဲပြီးတော့အာယူပြီးတော့ဒီကျွန်တော်တို့ရဲ့လူချင်းတဲ့ပိုင်းတွေကိုကျွန်တော်တို့ချင်းမြင်အောင်အဲ့ဒီအနေနဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့သွားမှာပါမြေပြင်မှာဆိုရင်လည်းကျွန်တော်တို့ရဲဘော်တွေတက်ဆုံပြီးတော့တိုက်ခိုက်နေပါတယ်ဆွမ်းဆောင်နေပါတယ်လုပ်နေပါတယ်ဆိုတဲ့ဟာကိုပြောရင်းနဲ့မိဘပြည်သူတွေရဲ့အားပေးမှုမိဘပြည်သူတွေထောက်ပံ့မှုကိုကျွန်တော်ဒီထက်အရင်ကထပ်ပို့ပြီးတော့အာအာလိုရှိပါတယ်ဆိုတဲ့ဟာကိုပြောချင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်